ဆုတောင်းပေးခြင်းနဲ့ဩဝါဒစကားပြောကြားပေးပါတော့ဆရာကြီးဦးသက်ထွန်းဟာကျောင်းသားများကိုစားအထူးပဲကျေးဇူးကာရဝတ်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျောင်းသားကျောင်းသူများကိုစားကျောင်းသားဒီကိုတင်တိုးမှာအာစီယာဘူဇော်ရဲ့အခမ်းအနားဖြစ်မြောက်အောင်မြင်ခြင်းအတွက်ကျေးဇူးတင်စကားပြောကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာဘရောခံမှုကိုချင်းမြင်ပေးကြကုန်သောဆရာသခင်ကျေးဇူးရှင်အပေါင်းတွေတကွာကျောင်းသားကျောင်းသူငယ်ငယ်ချင်းများမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှေးဥစွာနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာယခုလိုမင်္ဂလာရှိလာတဲ့အာစရိယပူဇော်ပွဲအခမ်းအနားမှာကျေးဇူးတင်စကားပြောကြားခွင့်ရရှိတဲ့အတွက်အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်18နှစ်တာကာလကြောင့်ဆရာဆရာမတို့ရဲ့ရင်ကုန်ကနေဘိုက်ခွာနေရပေမဲ့ဆရာဆရာမတို့ရဲ့တင်ကြားညွှန်ပြဆိုဆုံးမစကားများကျွန်တော်တို့ရဲ့ယင်ထဲတမှုဆွဲထားသလိုကြားရောက်နေစေပါလူမိုက်ကိုလေရှောင်းတွေတွဲလို့မမီဝဲနဲ့ခင်းအောင်လေပညာရှိကိုအရှိတွဲလို့မိဝဲစိကတ်နီးယူစေသုံးပါးယတနာမိဘများနဲ့ဆရာသမားကိုပူဇော်လေချမ်းသာကိုပြီးဆက်ဆံရေးမျှော်တွေးသုံးချက်ပြီးအေဒါမှဗုဒ္ဓဝါဒကဗ္ဗမင်္ဂလာတွေကျောင်းမနဲ့ကိုကြောင့်မင်္ဂလာပါဆရာမလို့နှုတ်ဆက်ပြီးတိုင်းရွတ်ဆိုရတဲ့သင်္ကာလေးကျွန်တော်တို့အခုထိမမေ့သေးပါဘူးပူဇော်တိုင်းသူကိုပူဇော်ခြင်းဆိုတဲ့အဆုံးအမအတိုင်းဆရာဆရာမတို့ရဲ့အာစရိယဂုဏ်နာယကဂုဏ်စတဲ့ဂုဏ်ကျေးဇူးအပေါင်းတို့ကိုယခုလိုပူဇော်ဝင့်ပေးခဲ့ကြလို့ဆရာဆရာမအပေါင်းတို့ကိုအထူးပင်ကျေးဇူးဥပကာရလိုက်လဲစွာတင်ရှိပါကြောင်းပဏာမပြောကြပါရစေကာကြီးခါခွေဘယ်လိုရေးဆိုပြီးလက်ကလေးကိုကင်ကစာရေးတတ်ရေးသင်ကြားပေးခဲ့ကြတဲ့ဆရာဆရာမတို့ရဲ့မေတ္တာဒီအသက် ISS မကြံခဲ့စေနဲ့ဆိုပြီးစနစ်တကျဆိုဆုံးမှပေးခဲ့ကြတဲ့ဆရာဆရာမတို့ရဲ့စေတနာမဆိုတတ်မရေးတတ်အတန်မထွက်တတ်လို့အကြက်ရိုက်ခါဆရာဆရာမတို့ရဲ့မျက်နှာများကိုပါဇက်အဟောင်းသားနဲ့ကြည့်နေရစဉ်ရေးဆိုဖတ်မှတ်အတန်ထွက်တတ်အောင်စိတ်ရှည်စွာပင်သင်ကြားပေးခဲ့ကြတယ်ဆရာဆရာမတို့ရဲ့ကရုဏာကျောင်းချိန်ပြင်ပကိုရောက်ပြန်တော့လဲမသိမတတ်နားမလဲတာတွေကိုသင်ကြားရှင်းပြကမိမိတို့ရဲ့တန်ဖိုးရှိလာတဲ့ကိုယ်ပိုင်အချိန်များကိုပင်ဖဲ့ပေးကြတဲ့ဆရာဆရာမတို့ရဲ့အနစ်နာအစရှိတဲ့ကျေးဇူးတရားတွေကိုကျွန်တော်တို့ဒီသက်မေးလို့ရနိုင်မှာမဟုတ်ပါဘူးအတန်းပညာကျောင်းသင်ခန်းစာတွေသာမကလူမှုရေးပညာကျန်းမာရေးပညာဘာသာရေးနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစရှိတဲ့ပရဟိတစိတ်ဓာတ်များရှင်သန်ဖွံ့ဖြိုးလာအောင်အသင်းတွေဖွဲ့အယောင်တွေဖွဲ့လို့အလှည့်ကျဆိုသလိုဘုရားတောက်တော်ကြီးလဲပန်းဦးလဲတောက်ရီဦးလဲအတန်းအတွင်းပြင်တန်ရှင်းရေးတွေကိုပါသင်ကြားပေးခဲ့ကြလို့ကျွန်တော်တို့တွေလူမှုရေးနယ်ပယ်စီးပွားရေးနယ်ပယ်ဘာသာရေးနယ်ပယ်အစရှိတဲ့လူလောကရဲ့နယ်ပယ်အသီးသီးမှာအောင်မြင်စွာနဲ့လူတစ်လုံးသူတစ်လုံးအနေမျက်နှာမငယ်ရပဲပွဲလေတင့်စီခဲ့အောင်သွန်သင်ဆုံးမပေးခဲ့တာတွေအားလုံးဟာဆရာဆရာမတို့အားလုံးရဲ့ကျေးဇူးတရားတွေပါဆရာဆရာမတို့ရဲ့ဂုဏ်ကျေးဇူးကိုပေါ်ကျူးပြီးကျေးဇူးစကားဆိုမယ်ဆိုလို့ရှိရင်ကုန်နိုင်မှာမဟုတ်ပါဒီကျေးဇူးတရားတွေကိုလည်းဆက်လို့ကုန်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်လဲအနန္တောအနန္တဂိုင်းတွင်ဆရာသခင်ကျေးဇူးရှင်တွေလို့တလောကလုံးကအသိအမှတ်ပြုခဲ့ကြတာမဟုတ်ပါလားခင်ဗျာနောက်ထပ်ကျေးဇူးတင်အပ်တဲ့ပုဂ္ဂိုလ်တွေကတော့အာစရိယပူဇော်ပွဲအခမ်းအနားကြီးယခုလိုဖြစ်မြောက်အောင်မြင်ပြီးစီကားတိုက်ရိုက်စွာကျင်းပနိုင်ရေးအတွက်ဥဆောင်ခဲ့ကြသောကျွန်တော်တို့အားလုံးရဲ့ငယ်တငယ်ချင်းများဖြစ်ကြတဲ့ကိုအောင်သူကိုစိုးမင်းစောကိုရဲထွတ်ကိုစီသူထွန်းကိုဝင်းကျော်ခိုင်ကိုလင်းထက်ဖြိုးကိုစိုးနီကိုသက်တင်ဝင်းတွင်ကိုကျော်ခိုင်ဦးမခင်တီတာဝင်းမတ်သိန်းဝရီကျော်မတ်တင်စာလေးမြင့်မတ်ပေတန့်ခိုင်မဝင်းဝင်းမောမတ်လှနှင်းတို့အစရှိတဲ့တငယ်ချင်းအပေါင်းနဲ့တကွာခံညာလှပတဲ့အာစရိယပူဇော်ပွဲအခမ်းအနားကြီးဖိတ်ကြားစွာ graphic design နဲ့ဖိတ်စာကိစ္စအဝါဝါကိုမေတ္တာဖြင့်ကူညီဆောင်ရွက်ပေးတဲ့ကိုလတ်မင်းမင်းအလူငွေများတတ်ဆွမ်းသမျှပါဝင်ပေးခဲ့ကြတဲ့ပြည်တွင်းပြည်ပမှာကျောင်းသားကျောင်းသူတငယ်ချင်းများနဲ့ယခုလိုမအားလတ်တဲ့ကြားကမိမိတို့ရဲ့တန်ဖိုးရှိလာတဲ့အချိန်များကိုဖက်တော်ပြီးအာစရိယပူဇော်ပွဲအခမ်းအနားကိုတက်ရောက်၍ဆရာဆရာမများအားပူဇော်ပေးကြတဲ့တငယ်ချင်းများပြည်တွင်းပြည်ပမှာလာရောက်တက်ရောက်ကြတဲ့တငယ်ချင်းများနဲ့ရန်ကုန် International Hotel မှမန်နေဂျာနှင့်တကွဝန်ထမ်းများအားလုံးကိုကျေးဇူးတင်ရှိကြောင်းပြောကြားပါရစေ။
အာသရိယပူဇော်ပွဲအခမ်းအနားဖြစ်မြောက်အောင်မြင်ရေးအတွက်ဘက်ပေါင်းစုံမှဝိုင်းဝန်းကူညီပံ့ပိုးပေးကြသူများအားလုံးနဲ့ကျေးဇူးတင်ထိုက်သူများအားလုံးကိုလည်းကျေးဇူးဥပကာရအထူးပင်တင်ရှိပါကြောင်းပြောကြားပါရစေအာသရိယပူဇော်ပွဲအခမ်းအနားကြီးကိုအစအရာရာအစဉ်ပြေချောမွတ်ပြည့်စုံအောင်ကြိုးစားဖြည့်ဆည်းထားပါတော့လေလိုအပ်တဲ့သုံးတရားများရှိခဲ့ပါရင်မေတ္တာရှိထား၍ခွင့်လွှတ်ပေးကြပါဆရာဆရာမအားလုံးနဲ့တကွာကျောင်းသားကျောင်းသူအပေါင်းအားအာသရိယပူဇော်ပွဲအခမ်းအနားကြီးဖြစ်မြောက်ရေးအဖွဲ့၏ကိုစားကျွန်တော်ကလည်းမေတ္တာရက်ခံပါရစေနောက်ဆုံးအနေနဲ့ယေရှုရှင်ဆရာဆရာမနဲ့ငယ်တငယ်ချင်းအပေါင်းတို့စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေတက်ရှိချမ်းသာစိတ်ချမ်းသာစွာဖြင့်ဆက်လက်နေထိုင်သွားနိုင်ကြပါစေလောကီလောကုတ္တရာနှစ်ဖြာသောအကျိုးစီးပွားတတ်လာပါများတစ်လုံးလုံးပြေဝကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းကျွန်တော်ရဲ့အာသရိယပူဇော်ပွဲအခမ်းအနားကျေးဇူးတင်စကားပြောကြားမှုဒီမှာပဲညီကုန်းချောပါခင်ဗျာကျေးဇူးတင်စကားပြောကြားလေးပါတော့ကိုတင်တူကသူပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ဆက်လက်ပြီးခန္ဓာပြီးဆုံးအောင်ကျင်နာခြင်းစီစဉ်ဖြစ်ပါတယ်ကျွန်တော်ဒီခန္ဓာပြီးဆုံးကျင်နာခြင်းမကြောက်ကြခင်မှာကျွန်တော်တို့ဆရာကြီးဆရာမကြီးများရဲ့ဓာတ်ပုံနဲ့ကျွန်တော်တို့လိပ်စာလေးတွေပတ်တန်းလေးတွေကိုကျွန်တော်တို့ဒီမှာကောက်နေပါတယ်ဒါလည်းကျွန်တော်တို့စောင့်လေးလို့ပုံပါဆရာကြီးဆရာမကြီးများလည်းအမြဲတမ်းဆက်သွယ်ရှိအောင်ကျွန်တော်တို့အခုဒါတက်ရောက်လာကြတဲ့သင်္ကေတများနဲ့အလူငွေထည့်ဝင်ကြတဲ့သင်္ကေတများတက်နိုင်တယ်များပေါ့နော်နီးစပ်အောင်လိုက်ဆွဲလာတဲ့သင်္ကေတများအားလုံးလည်းဒီပတ်တန်းဆောင်လေးတွေမှာထည့်ပါပါအဲ့ဒါကြောင့်ဓာတ်ပုံပါခဲ့ပြီးလည်းကျွန်တော်တို့ဆရာကြီးများမပါဘူးဆိုရင်လည်းကျွန်တော်တို့ဒီမှာတစ်ခါတည်းရိုက်ပြီးဖို့လည်းကျွန်တော်တို့စီစဉ်ထားပါတယ်နောက်ပြီးတော့သုံးမဩဝါဒစကားပြောကြားချက်ပါကျွန်တော်တို့အချိန်ကြီးကအားလုံးဆရာကြီးများစကားကိုကာလဝတရားသုံးမစကားများကိုကျွန်တော်တို့နာခံဖို့အသင့်ပါအကယ်၍ကျွန်တော်တို့ပါဒန်းများရှိခဲ့တယ်လေစာဝယ်လေးတွေနဲ့ရေးသားပြီးတော့ဒီဟာလေးတွေကိုကျွန်တော်တို့ပတ်တန်းစာအုပ်လေးထဲမှာထည့်ပြီးတော့ရိုက်ပြီးသွားပါမယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ခိုင်းဝန်းပြီးတော့ဆရာကြီးဆရာမကြီးများမှအင်းတဝါကျောင်းသားကျောင်းသူများမှဝါဝင်ပတ်တန်းစာအုပ်လေးတွေများဝါဝင်ဆောင်ပေးကြပါလို့ဒီညနေကျွန်တော်ပန်ကြားလိုပါတယ်ခင်ဗျာဒီညတရားခဲ့တဲ့ကျောင်းသားကျောင်းသူဟောင်းများမှကျေးဇူးရှင်ဆရာကြီးဆရာမကြီးများအားပူဇော်ကြတော့လေအာစတိယပူဇော်ပဲအခမ်းအနားစီစဉ်အောင်မြင်စွာပြီးဆုံးကြောင်းကြီးညာအပ်ပါလေခင်ဗျာဆက်လက်ပြီးအမတ်တရားမှတ်တမ်းတပုံတင်ရိုက်မှုအဖြစ်တဲ့အတွက်ကြပေါ့ဘဝအမောနဲ့ရှောက်လှမ်းရင်တတိယမိတဲ့ငယ်ဘဝတွေကြောင့်တက်ခေါင်းလောင်တဲ့များဘဝတမီမောင်တွေအလားလုံးနှိုးခဲ့အတိတရားကိုပြဖို့ဆောင်လေးခဲ့ပြီလာလေတော့ဆိုတငယ်ချင်းအချိန်မိတန်းကြဆိုလားဖြူနဲ့စိတ်ဝစင်ထားတင်ညာရှာသွားကြတယ်လေတက်ခေါင်းလောင်တဲ့များအသိစိတ်ထဲကပြန်ကြရင်ထဲကအမှန်တရားတမ်းများလမ်းလို့ကြည်နူးစေ
家宝，我没得小人，地下米的给不完，找着空浪的面，我的迷茫对了。ပို့ဆောင်လေလာလေသွားစို့ငယ်ချင်းအချိန်မီတန်ကြစို့လားဖြူနဲ့စိတ်ဝတ်စင်ထားတင်များရှာသွားကြတယ်လာဆိုတကယ်ချင်းအချိန်မီလမ်းကြဆိုလားအဖြူနဲ့စိတ်ဝတ်စင်ထားပညာရှာသွားကြတယ်
ပြေပြေသာကုန်ဆုံးပြန်လက်လို့တော့မရဘူးလေဒါပေမဲ့ချေရများတော့ကျန်လေ Oh yeah ပြေခဲ့ရတာကြတော့ပြေပြေခဲ့ပြီပန်းလေးများစွာပွေလန်းကြည့်ပြင်းစေနှုတ်ဆက်ကြတဲ့တပြေများများတဲ့များလားဒါရှာထွက်အားသေးတွေပဲဒီခိစားမတိုင်းလေးရဲ့ပြမမြင်ရဘူးခုရောက်နေတဲ့ဝေးပါ Oh oh လောကမြတ်ပြင်ချင်ခဲ့မယ်အကောင်းနဲ့ဆိုကိုရွေးချယ်ဒီအတွက်ပြေမှန်ရလာတွေ့ပဲ Oh yeah ပြေခဲ့ရတာကြတော့ပြေလေးများစွာပွေလန်းကြည့်ပြင်းစေနှုတ်ဆက်ကြတဲ့တပြေများများတဲ့မြတ်လားဒါရှာထွက်အားသစ်တွေပဲနေရက်တွေလုံးခဲ့တဲ့လွတ်ပြောင်းလို့သွားခဲ့ပြီမထင်နဲ့လေကူကူချမ်းလေးစေပါ Oh oh ပြေပြေသာကုန်ဆုံးပြန်လက်လို့တော့မရဘူးလေဒါပေမဲ့ချေရများတော့ချမ်းလေ Oh yeah ပြေခဲ့ရတာကြတော့ပြေပြေခဲ့ပြီပန်းကလေးများစွာပွေလန်းကြည့်ပြင်းစေနှုတ်ဆက်ကြတဲ့တပြေများများတဲ့များလားဒါရှာထွက်အားသစ်တွေပဲပြေခဲ့ရတာကြတော့ပြေပြေခဲ့ပြီပန်းကလေးများစွာပွေလန်းကြည့်ပြင်းစေနှုတ်ဆက်ကြတဲ့တပြေများများတဲ့များရှာထွက်အားသစ်တွေပဲဒါရှာထွက်အားသစ်တွေပဲ Oh ဒါရှာထွက်အားသစ်တွေပဲ
ချင်းငယ်ငယ်များငယ်စင်တော့ကအတောင်မဆုံးသေးတော့နာကိုရလေးရတွင်ညအချိန်တန်ငယ်တော့ဝေးမှပြန်တန်းကြအတိုင်ကိုခွာလောကပြင်ကျတဲ့သူတို့တိဆိုအတန်ချိုများနဲ့အလားစင်သလိုဖေးမမှုများတစ်ချိန်ကသူပေးသမို့ရင်မပီတီကတော့မကုန်အောင်ပြန်ချင်းတန်သူများဝေးစီကိုလိုရတဲ့လို့ခီးဆက်ပါလေပြန်လေသူများနှုတ်ဆက်ရင်လာလူတွေအားစီချူနေရင်လာနေရွေလျမလို့စမ်းနိုင်တဲ့အချိန်စရာရဲ့ထောင်းတဲ့အတိုင်မျိုးလေးလောကရဲ့အလားတရားသူလေးဆောင်ခြင်းသမို့